အားလုံးပဲမင်္ဂလာပါကျွန်တော် Aventura နေပြန်လဲကြိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီမှာချထားတဲ့ဖနက်အကြောင်းကိုပြောမှာဖြစ်ပါတယ်တော်တော်များဒါကို off white euro လို့ထင်အောင်ထင်လိုက်မယ်ဒါပေမဲ့ဒါ off white euro မဟုတ်ပါဘူး off white ရဲ့နောက်ဆုံးထွက်လာတဲ့ Alaska ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းဒါကိုမြင်လိုက်တာနဲ့ off white Jordan 1လို့အားလုံးထင်ခဲ့ကြတယ်အခုထိတော်တော်များများ off white လို့ဒါကိုသုံးနေတော့မယ်ပေါ့နော်အမှန်တကယ်တော့ဒီကောင်းရဲ့ official name က Virgil Abloh ရဲ့ Archive series အနေနဲ့ Alaska ဆိုပြီးထွက်လာတာပဲဖြစ်ပါတယ်အဲ့တော့ Virgil မရှိတဲ့နောက်ပိုင်းမှာပထမဆုံးသူ့ရဲ့ legacy design တစ်ခုဖြစ်တဲ့ off white အတွက်သူဆွဲခဲ့တဲ့ design တစ်ခုကိုပြန်ထုတ်တဲ့ဖက်နက်ဆိုလဲကျွန်တော်မမှားဘူးအစတော့ကျွန်တော်တို့ဒါမထွက်ခင်တော့ဒါကို off white ပဲထင်ခဲ့ကြပြီဒါ off white euro နဲ့ colorway တူ design တူထွက်လာမယ်တည်ရန်ဆိုပြီးပြောကြတယ်ဒါပေမဲ့သူ့ရဲ့ officially တေချာပြန်လေ့လာကြည့်တဲ့အခါမှာဒီကောင်က off white branding နဲ့ officially collaboration မလုပ်ထားပါဘူးအဲ့တော့ဒီဖက်နက်မှာကျွန်တော်တို့ဘယ်လို feature တွေပြောင်းလဲသွားလဲရှေ့ရ euro နဲ့ဘာတွေကွာသွားလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောမှာဖြစ်ပါတယ်အဲ့တော့အားလုံးထင်တဲ့အတိုင်းပဲဒီဖက်နက်က material ကတော့ကျွန်တော်ထင်တယ်ဒီ euro နဲ့ဘာမှတူတူမပြောင်းလဲဘူးဒီ leather တွေကအစဒီ collar တွေမှာတုံးထားတဲ့ဒီ found တွေဒီ toe box area မှာတုံးထားတဲ့ found တွေပေါ့နော်ဒါပေမဲ့ဒီကောင်ရဲ့အခု material ကတော့ဒါနောက်ပိုင်းမှာတုံးတဲ့ material ပေါ့နော် euro ထွက်ခဲ့တော့ကွာသွားတာက euro ကကျွန်တော်2018 March လ early မှာထွက်ခဲ့တာဒီကောင်ကတော့အခု2026ဒီ April မှာမှထွက်ခဲ့တာဆိုတော့နှစ်ပေါင်းကျွန်တော်တို့8နှစ်လောက်ကြာတဲ့အချိန်မှာမှဒါပြန်ထွက်တဲ့တည်ရန်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပထမထင်တော့ကဒါက off white branding လို့ပဲထင်ကြတာဒါပေမဲ့တကယ်တမ်းဒီဖက်နက်ရဲ့ media site မှာကြည့်မယ်ဆိုရင် off white လို့ခိုင်းရေးတဲ့နေရာမှာဒီမှာ VAA ဆိုပြီးတော့ပဲရေးထားတယ်ပေါ့နော် Virgil Abloh ရဲ့ Archive series အနေနဲ့ဒါပထမဆုံးထွက်လာတဲ့တည်ရန်လို့သတ်မှတ်လို့ရတယ်နောက်တစ်ချက်က off white branding ကဒီ zip တိုင်းမှာလည်းကျွန်တော်တို့လုံးဝမတွေ့ရတော့ဘူး zip တိုင်းမှာလည်းအရင်ဆိုရင်ကျွန်တော်တို့ off white လို့ရေးထားတဲ့အစဉ်အမှာ VA လို့ပဲဒီမှာ branding လုပ်ထားရပါတော့ဆိုတော့ဖက်နက်ရဲ့ဈေးနှုန်းကလည်းကျွန်တော်တို့ release လုပ်သွားတော့တိတိတတ်တာကိုအခုချိန်မှာထိုးကြပါတယ်အခုချိန်ဝယ်ချင်လို့ရှိရင်ဒေါ်လာ300 400ကြားမှာပဲ resale ဈေးပေါက်တယ်ပေါ့နော်အဲ့တော့ Virgil ရဲ့ဖက်နက်ဖြစ်တာနဲ့အညီဈေးနှုန်းကတော့ကျွန်တော်တို့ underrated တော့ဘယ်လိုမှရောက်မယ်လို့ကျွန်တော်တို့လုံးဝမမြင်ဘူးဒါပေမဲ့ဒီဖက်နက်ကတကယ်ပဲ Euro series နဲ့ရှင်ရင် Euro series ကို impact ရှိနိုင်လားဆိုတာကိုဒါကျွန်တော်တို့ဆက်ပြီးတော့စဉ်းစားကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်စဉ်းစားကြည့်တဲ့အချိန်မှာ off white ရဲ့ branding လုံးဝမပါတော့ဘူးဆိုတာသိလိုက်တာနဲ့တင်ကျွန်တော်ဒီဖက်နက်ကိုအရင်ကြီးမလိုချင်တော့ဘူးလုံးဝမကြိုက်တော့ပါလို့မပြောလို့ဒီဇိုင်းတွေပါတယ်ကျွန်တော်ကရုပ်တရက်မသိတဲ့သူဆိုရင်တူတူပဲဗျာ off white euro နဲ့ဒီ Alaska နဲ့နှက်ရန်ထားမယ်ဆိုလို့ရှိရင်တာမန်လူဆိုရင်တူတူပဲလို့ထင်အောင်ထင်လိုက်မယ်ဒါပေမဲ့ဒီ day တီးတဲ့ reseller တွေဒီ sneaker လာလူတွေကတော့ဒါ off white မဟုတ်ဘူးဆိုတဲ့ခံစားချက်နဲ့တင်ကျွန်တော်ဆိုရင်တော့ personally မကြိုက်ဘူးဗျာဘာလို့ဆိုတော့ကျွန်တော်ရဲ့ favorite brand ကဒါဆွေဝဲ brand တွေထဲမှာဆို off white လို့ပြောလို့ရတယ်ကျွန်တော်အလိုချင်ဆုံးဖက်နက်ကလည်းဒါ off white Jordan 1 Chicago ဖြစ်ပါတယ်ဆိုတော့ euro ထက်ဆိုင်တော့ကျွန်တော် Chicago stay ကြိုက်တော့မယ် Alaska နဲ့ဆိုရင်တော့ဘယ်လိုပြောရမလဲနည်းနည်း dream hard တော့ဖြစ်တယ်တချို့လည်းအခုချိန်ထိဒါ off white လို့ပဲသုံးနေကြတော့မယ်အဲ့တော့ off white လို့သုံးတာမှားလားလို့မေးရင်တော့မှားတော့မမှားဘူးလို့ပဲပြောရမှာဒါပေမဲ့ officially ရတော့မပြောလို့မရဘူးလို့တော့ကျွန်တော်တို့ပြောချင်တယ်ဆိုတော့ဒီဖက်နက်ထွက်တဲ့နေရာမှာ off white brand နဲ့လုံးဝမတွေ့ရတော့ဘူးကျွန်တော်တို့ inso မှာဆိုလဲထားပါတော့ Jordan 1 Chicago ကတော့ဒါတန် series ထဲမှာပါလို့သူ့ရဲ့ inso မှာ off white ရဲ့ logo နှစ်ဖက်လုံးမှာပါတယ်ကျွန်တော် UNC မှာဆိုရင်တော့ Nike Air ဆိုပဲရေးထားရပါတော့ဒီ Alaska မှာလည်းဒါ Nike Air ပဲရေးထားတယ်နောက်တစ်ချက်ကဒီမှာတုံးထားတဲ့ font ပေါ့နော် font ကဒါ UNC ပုံစံမျိုးမဟုတ်ဘူးကြည့်ရတာ euro နဲ့သွားတူမယ်နဲ့တူတယ်ဒီပေါ်မှာကျွန်တော် plastic လို layer မျိုး UNC မှာဆိုပါတယ်ဒီကောင်မှာမပါဘူးပေါ့နော်အဲ့တော့ဒါက Chicago လိုမျိုးသွားတူတယ်euro တော့ကျွန်တော်လက်ထဲမှာတကယ်ပွင့်လင်းလင်းမှန်တိုင်းပြောတော့မကင်ဘူးဆိုတော့ euro မှာလည်း maybe ဒီတိုင်းပဲဖြစ်မယ်နဲ့တူတယ်အဲ့တော့ကျွန်တော် design တွေ colorway တွေ look တွေကတော့euro အတိုင်းပဲထွက်လာတာပေါ့နော်ဒါပေမဲ့မတူညီွားတာက off white brand နဲ့မဟုတ်တော့ပါဘူးပြောရတာနည်းနည်းလေးတော့ feature တယ်ဒါပေမဲ့လို့
ဒါပေမဲ့လို့ကောင်းတဲ့ဘက်ကပြန်ကြည့်ရင်ကျွန်တော်တို့ကဒီယူရိုလိုဈေးကြီးတဲ့ဖနက်တရံကိုဈေးတက်တာနဲ့စီးလို့ရတော့မယ်ပေါ့နော်အဲ့လိုမျိုးပြန်စဉ်းစားရင်တော့ဒါကောင်းတယ်ဘာပဲဖြစ်ဖြစ်ဒါ Virgil ရဲ့masterpiece လို့ပြောလို့ရတယ်ပေါ့နော်သူအောင်မြင်ဆုံး Jordan 1 series တွေက3ရန်နေရတာတရန်ပဲပေါ့နော်ကျွန်တော် Euro ရှိရယ် Chicago ရှိရယ် UNC ရှိရယ်ပေါ့နော်အဲ့တော့ဒါ Euro နဲ့လုံးဝတူတဲ့ဖနက်ကို Alaska ဆိုပြီးတော့ကျွန်တော်တို့ဈေးတော်တော်တက်တာရယ်ပေါ့နော်ကျွန်တော်တင်တယ်ယူရိုကအခုချိန်ထိတရန်ကို man sizing ဆိုဒေါ်လာ4000လောက်မှာပြေးနေတယ်ဒီကောင်ဆိုရင်ကျွန်တော်တို့ဒေါ်လာ4500ဆိုတော့10ဆလောက်ကိုခွာတယ်ဆိုတော့ yeah why not ဒီဖနက်ကိုဘာလို့မစီးလို့မရမှာလဲအဲ့လိုစဉ်းစားရင်တော့ဒါဒီမက်ကိုဝက်စီးတင်ပါတယ်အဲ့တော့နောက်တစ်စိတ်ဝင်စားစရာကောင်းတာက Nike အနေနဲ့ဘာဖြစ်လို့များ off white နဲ့ပြန်မထွက်ဘဲနဲ့ဒီ VAA ဆိုပြီးတော့ Virgil Abloh ရဲ့ archive series အနေနဲ့ထွက်လာတာလဲဆိုတာတော့ကျွန်တော်တို့ပြန်စဉ်းစားမယ်ဆိုရင်စဉ်းစားစရာတစ်ခုတော့ရှိတယ်ကျွန်တော်အထင်ပေါ့နော်ကျွန်တော်အထင်ကတော့ Virgil က2022အားလီပိုင်းမှာတွေက off white နဲ့ပတ်သက်ပြီးတော့သူတို့စမထုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော် off white နဲ့လမ်းခွက်လိုက်တယ်လို့သဘောမျိုးပေါ့အဲ့ဒါကြောင့်များအခု re-release ပြန်လုပ်တော့ Euro ရဲ့ဈေးတွေပါတယ်များထိခိုက်မှာဆိုလို့ off white ကလက်မခံဘဲနဲ့ restore ပြန်လုပ်ခွင့်မပေးဘဲနဲ့Nike ကလည်းဒါကိုပြန်ပြီးတော့ထုတ်ချင်တယ် Virgil ရဲ့ tribute အနေနဲ့ထွက်လာတယ်လို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အရင်ရည်အတွက်ကလည်းကျွန်တော်2000ပဲထွက်ထားတယ်ဆိုတော့အရင်များတယ်လို့ကျွန်တော်သတ်မှတ်လို့မရဘူးပုံမှန်ဒါ hype ဖြစ်လာနိုင်တဲ့ brand တွေထွက်နေကြ range ပဲပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော် Travis Scott ဖနက်တွေဆိုလည်းအရင်ရည်အတွက်1000 2000ဝန်းကျင်ပဲထွက်ကြတာပေါ့နော်ဒါပေမဲ့အဲ့ဖနက်တွေကတော့အဲ့လိုအလောက်အရေအတွက်ထွက်ရင်အနည်းဆုံးတော့ဒေါ်လာ1000ဝန်းကျင်လောက်မှာ range ဖြစ်ကြတယ်ဒါပေမဲ့ဒီဖနက်ကတော့အခုထိဈေးက going down ပေါ့နော်ဖြစ်နိုင်ခြေကတော့အဲ့ဒါ off white နဲ့ official collaboration မလုပ်ထားဘူးဆိုတဲ့အချက်ကြောင့်လို့ပဲကျွန်တော်ကတော့မြင်တယ် resale ဈေးနှုန်းအဲ့လောက်ထိမ high လာတာပေါ့နော်ဆိုတော့ကြည့်ရတဲ့အဲထဲမှာရောဘယ်လိုမြင်လဲဒါက off white လို့သတ်မှတ်ချင်တော့ပဲလားဒါမှမဟုတ် off white လို့ရောပြောလို့ရတော့ပဲလားဒါမှမဟုတ် off white မပါတော့ဘူးဆိုရင်ရောဒီဖနက်ကိုစိတ်ဝင်စားသေးလားပြောရရင်တွေးထားတွေကတော့အများကြီးပဲဆိုတော့ကျွန်တော်လဲဒါလာမယ့် market အခြေအနေကိုစောင့်ကြည့်ရမှာပေါ့နော် Nike အနေနဲ့နောက်ထပ်ဒီ VA series တွေထပ်မထွက်လာဘူးလို့လည်းဒါမပြောနိုင်ဘူးဆိုတော့ကျွန်တော်လည်းအားလုံးနဲ့အတူတူစောင့်ကြည့်ဖို့ရှိပါသေးတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲ see you ပါ